ကဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ Nortega channel ကိုနေ့ရက်တိုင်းအားပေးကြည့်ရှုပေးတဲ့အရောက်တိုင်းကိုလည်းအထူးပဲချီးကျူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်မဲ့ဗီဒီယိုလေးကတော့နေဦးမီကိုနာငယ်ရဲ့ reaction လေးပဲဒီကနားဆင်ကြရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ຫນွေဥမေအရန်ကြိုက်တဲ့သတင်းတပုတ်နဲ့အရင်စတင်ချင်တယ်ဒါကဘာလဲဆိုတော့တရက်ခရိုင်အမတ်လေးတပ်ရင်းရဲ့အပတ်စဉ်7အခြေခံစစ်ပညာသင်တန်းစင်ပွဲကိုဒီဇင်ဘာလ6ရက်နေ့မှာပြုလုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်ဒီအမတ်စဉ်7သင်တန်းထဲမှာလာရောက်တဲ့သူတွေကတကယ်ပဲမွန်မြတ်တဲ့လူငယ်လေးတွေဖြစ်တဲ့တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့ဝန်လာခဲ့တဲ့လူငယ်တွေဖြစ်တဲ့ဒီထဲမှာပေါ်တာဆွဲတဲ့လူငယ်လေးတွေမပါဘူးမင်းနိုင်ပြီးတော့ဝန်လာတဲ့သူတွေပါတာမဟုတ်ဘူးမတ်ပုံတင်လာလို့တဲ့အခါမှာအတင်းအဓမ္မဆွဲသွားတဲ့သူတွေမပါဘူးပတ်စံမတတ်နိုင်လို့ဝန်သွားတဲ့လူငယ်တွေတယောက်မှမပါဘူးကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ဝန်လာခဲ့တဲ့လူငယ်လေးတွေပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုပထမအဆုံးအနေနဲ့ပြောပြချင်တယ်ဒါကြောင့်ဒီတင်နန်းထဲမှာလာတက်သွားတဲ့လူငယ်အယောက်စီတိုင်းကိုလည်းပဲကျေးဇူးတင်တဲ့အားလုံးကိုဂုဏ်ယူတယ်ဆိုတဲ့အကြောင်းကိုပထမအဆုံးအနေနဲ့ပြောပြချင်တာဖြစ်တယ်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဇင်ဘာလ9ရက်နေ့မှာပလောမြို့နယ်ကတိုင်းရင်သားစီလုံးညီညွတ်ရေးပါတီရဲ့ဥက္ကဋ္ဌအသက်64နှစ်အရွယ်ရှိတဲ့ကြည်တန်းကိုဖမ်းမိတယ်ဒါပေမဲ့ရွေးကောက်ပွဲထဲမှာပါဝင်ပြီးစစ်ခွေးတွေဆက်လက်ပြီးတော့အုပ်ချုပ်ဖို့ရအတွက်ရည်ရွယ်ထားတဲ့နေရာထဲမှာအာသက်တရောပါဝင်နေတဲ့အတွက်ကြောင့်တော်လာရေးရဲဘော်ဒီကနေမှဖမ်းဆီးတယ်တော်လာရေးရဲဘော်ဒီကိုခုခံတဲ့အတွက်ကြောင့်သူ့ကိုတော့ခုခံတဲ့အလျောက်ပဲသူနဲ့ထိုက်တန်တဲ့ကြည်တရောင်ကိုကျွေးထည့်လိုက်တယ်လို့သိရတယ်ပြီးလို့ရှိရင်အုတ်ချုပ်ရဲမှုတော်စန်းစန်းမူရဲ့လက်ထောက်မချိုကိုတော့အရှင်လက်ဖမ်းမိနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအခုဒီပလော PDF တွေကနေမှထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့အခုဒါကိုဟောမဒီပြောတာကတဆညာကမဟုတ်ဘူးလို့ပြောတယ်ဘယ်ဘက်ကပဲဖြစ်ဖြစ်ဒီနဲ့ခွေးတွေရဲ့ပလုံကောက်ပွဲထဲမှာပါဝင်နေတော့သူတွေအားလုံးကတော့အခုကြည့်ထားပါအခုနင်တို့စစ်ခွေးတွေရဲ့ဘောမတွေနဲ့အတူအမတ်အလောင်းဖြစ်နေတော့သူတွေအမတ်အလောင်းဒီရဲ့ဘောကိုမပေးနေတဲ့သူတွေသတိထားကြပါအခုနင်တို့ရဲ့ပလုံကောက်ပွဲဟာအင်မတန်မှနီးလာပြီဖြစ်တယ်နီးလာပြီဖြစ်တဲ့နီးသူနင်တို့တွေလည်းဆက်လက်ပြီးတော့ပါဝင်နေမယ်ဆိုလို့ရှိရင်တော့နင်တို့ရဲ့ဘဝတွေလည်းဒီလောကကနေမှစွန့်ခွာဖို့ရတော့အချိန်ကြီးနီးလာပြီဆိုတာကိုမမေ့ကြပါနဲ့ပြီးနောက်တစ်ခုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ UEC ကနေမှရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းအနေနဲ့လုပ်သွားမယ်ပထမပိုင်းကဘယ်နေရာဆိုမှကြေညာသွားတယ်ဒါပေမဲ့အခု UEC ကနေမှပြန်ကြေညာတာကရက်ွက်နဲ့ကျေးရွာ3000ကိုအခုရွေးကောက်ပွဲလုံးဝမလုပ်လာနိုင်ဘူးလို့ပြောတယ်ဒါလည်းတော်လာရဲတွေရဲ့လှုပ်ရှားမှုအောင်မြင်ခြင်းဖြစ်တယ်ဘယ်သူကမှမဲလာမထည့်ပေမဲ့လည်းပဲသူတို့ရဲ့ပါတီဝင်တွေမဲထည့်ခြင်းအဖြစ်လဲသူတို့ရဲ့ရွေးကောက်ပွဲကအောင်မြင်စွာပြီးမြောက်နိုင်တယ်လို့ပြောတဲ့အတွက်ကြောင့်ရွေးကောက်ပွဲကတော့ဘလို့နီးနေဖြစ်ပြီးဆုံးသွားမှာဖြစ်တယ်ဒါပေမဲ့လည်းပဲပါတီဝင်တွေထဲလို့ရွေးကောက်ပွဲကိုအောင်မြင်သွားတယ်ဆိုကြတဲ့ကတော့နင်းတို့ရဲ့အသက်ဟာဘလောက်အထိစိုးရိမ်စရာအမှတ်ရောက်သွားပြီလဲဆိုတာကိုခွေးတွေနဲ့တူဘောမတွေတီးဖို့လို့အပ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲတွေရဲ့လုတ်တဲ့အရာတွေကအကောင့်ထဲပေါ်လာပြီးရက်ွက်နဲ့ကျေးရွာ3000ပြန်ပြမရုပ်သိမ်းလိုက်ရတယ်ဆိုတာကနေနော်မဟုတ်ဘူးစစ်ခွေးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့စန့်ကျင်ဖို့ရတော့လိုအပ်တယ်တိုင်းရင်သားလက်နက်ကိုင်အားလုံးကတော့ဒီရွေးကောက်ပွဲထဲမှာမပါဝင်ဖို့ပါဝင်မဲ့သူတွေကိုလည်းနှုံချုံရဲတာဝန်လုံးဝမယူဘူးဆိုပြီးမှကြေညာထားတာဖြစ်တဲ့နေသူဆက်လက်ပြီးတော့ပါဝင်မဲ့စစ်ခွေးတွေအတွက်ကြောင့်နင်တို့ကအသက်ပေးမယ်ဆိုလို့ရှိရင်လည်းဆက်လက်ပြီးလုပ်ကြပါကျွန်တော်တော်လာရဲတော့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာပဲဒါကြောင့်အမတ်အလောင်းနေနဲ့အတူအမတ်အလောင်းတွေရဲ့ဘောမတွေလည်းသတိထားကြပါကိုယ့်ရဲ့အသက်ဘေးချိန်လာမယ်ဆိုတာကိုနင်တို့မသိဘူးနော်ဥပမာတခုစစ်ခွေးတွေအုပ်ချုပ်ထားတယ်လုံခြုံတယ်လို့ထင်နေတဲ့နေရာတွေမှာကျတော့တော်လာရဲတွေဘာမှမလုပ်ချင်တော့တာနင်းတော့ကအေးအေးစစ်စစ်နေရတာမေမြို့မှာခွေးကြဖို့တွားနေတဲ့အချိန်မှာတောက်တာသေးစာစားနဲ့တခြားတပိတ်ကောင်းဆောင်တွေဘလို့လောက်သွားတယ်လဲနင်းတို့မြင်နေတော့နေရတကာမှာကျတော့လူတွေကြီးပဲကျတော့တော်လာရဲအဖွဲ့ဒီထဲမှာဂျိုးမပါဘူးနော်ဒါကြောင့်ဒီနေ့နင်းတို့ရဲ့အသက်တွေကကျတော့တော်လာရဲတွေလှုပ်ချင်တဲ့ချိန်တိုင်းမှာလှုပ်လို့ရတယ်ဆိုတာကိုမမေ့ကြပါနဲ့ကြားဖြူပါတီကအမတ်အလောင်းကိုလည်းပဲအိမ်ကနေလာခေါ်သွားတာနော်တိထားဖို့ခင်ကြီးရောဘူးလက်လက်ဆွေတွေရောအဆွဲထောင်းနိုင်တယ်လို့ထောင်ကြပါကျွန်တော်တော်လာရဲတွေအချိန်မရွေးနင်းတို့တကားရှက်မှာရောက်လာနိုင်တယ်ဆိုတာကိုမမေ့ကြပါနဲ့လို့ပြောချင်တယ်
နော်ပြီးရင်အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတိုတိုလေးကိုရင်နားထောင်ကြည့်ရအောင်နော် ဝါနဲ့ကိုကန့်ကဘာလုပ်နေလဲလို့မေးရင်ကျွန်တော်တို့ပြီးခဲ့တဲ့ NCA ညီလာခံ15နှစ်ပြည့်လုပ်တဲ့အချိန်ရယ်နောက်တစ်ခုက Peace Forum ပေါ့ဆက်လုပ်တယ်ပေါ့နော်အဲ့ဒီနှစ်ခုဆက်လုပ်ပြီးတဲ့နောက်မှာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေပြီသူယူလူလက်စီဝါအနေနဲ့သူကပြည်နယ်တားလိုချင်တယ်โอเคပြည်နယ်လိုချင်တယ်ဆိုရင်လွှတ်တော်တွေကိုအရင်လာလွှတ်တော်တွေကနေတောင်းဆိုပြည်သူ့လွှတ်တော်ကြီးကခွင့်ပြုလိုက်လို့အတည်ပြုတယ်ဆိုရင်ပြည်နယ်ဖြစ်တယ်ခွင့်ပြုရင်ဖြစ်မယ်ရတယ်ပြည်နယ်ခွင့်ပြုတယ်ဆိုရင်လွှတ်တော်ကခွင့်ပြုရင်ရတယ်အဲ့တော့လွှတ်တော်တွေတရားဝင်လမ်းကြောင်းလွှတ်တော်ကိုလာပါလို့သူကဝါကိုပြောခဲ့တယ်ဒါပေမဲ့ဝါပြည်နယ်လည်းလိုချင်သေးတယ်လွှတ်တော်လည်းမဝင်ချင်ဘူးဆိုတဲ့ပုံစံမျိုးကြီးအတင်းလုပ်တယ်ပေါ့ဗျာအဲ့လိုပြောတဲ့ကြားပြီးတဲ့နောက်တိတ်မကြခင်ပါပဲတဲ့ပြီးခဲ့တဲ့အောက်တိုဘာ15ပေါ့ဗျာအောက်တိုဘာမှာပြီးတဲ့နောက်တပတ်လောက်ပဲကြာတယ်တဲ့အဲ့တော့အဲ့ပွဲမှာဝါညီရန်တော့ဘာလို့လဲလာတက်ပါတယ်ဝါကိုယ်စားလှယ်တွေပြည်မကိုလာပြီးပွဲတွေလာတက်ပါတယ်ငင်းချိုင်းဖိုရိုင်းလာတယ်စသဖြင့် peace story လာတယ်စသဖြင့်ပေါ့ငင်းချိုင်းလင်းကန်းစင်တွေအတွက်အများနဲ့လာပါတယ်တဲ့လာပေမဲ့လာတိုင်းမှာလာတဲ့ကိုယ်စားလှယ်တွေကတကယ်တိုင်းပြည်တိစောက်ပုံစနစ်ကိုနားလည်သွားတယ်ဒီ Federal Democracy တွေစသဖြင့်ပေါ့တိုင်းပြည်သွားမယ် trend တွေတခုလုံးသူတို့နားလည်သွားတယ်နားလည်သွားတဲ့အတွက်သူတို့ရဲ့သက်ဆိုင်ရာဒေသကိုပြန်ပြောက်တဲ့ခါပြန်ရှင်းပြတဲ့ခါကျလို့ရှိရင်သူတို့ရဲ့အထက်အရာရှိအာဏာပိုင်တွေကဘာပြောလဲဆိုတော့ဒီကောင်ဗမာကောင်တွေစီးုံနာခံလိုက်ရပြီဒီကောင်ဗမာဘက်တော်သားဖြစ်သွားပြီဆိုတာမျိုးဆွဆွဲခံရမျိုးရှိတယ်တဲ့ပြီးမှတော့သွားမယ်ဆိုရင်တော့သူတို့ရဲ့ဒေသရဲ့သစ္စာပေါက်ကောင်ဖြစ်မခံနေတဲ့အတွက်တချို့ရောက်သွားပြီဆိုဘာစကားမှမပြောတော့ဘူးလာတယ်ပွဲတက်တယ်လက်ဖိတ်တောက်တယ်ကော်ဖီတောက်တယ်မုတ်စားတယ်တွေးတာစားတယ်တဲတယ်ပြီးရင်ပြန်တယ်ကိုရောက်လို့ရှိရင်ဘာဖြစ်လဲကောင်းပါတယ်ပြီးရဲ့ခေါက်ကတိုင်းမှာပဲခင်ဗျာကောင်းပါတယ်ဒါတော့ပဲမပြောချင်တော့ဘူးပေါ့ဘာလို့လဲဆိုတော့ပြည်မရဲ့သဘောထားကိုနားလည်သွားလို့ဟိုမှာပြန်ရှင်းပြရင်မင်းကပြည်မအတွက်လာလော်ဘီလုပ်တာအမေဗမာကောင်တွေအတွက်လော်ဘီလုပ်တယ်ဆိုတော့မျိုးအထင်ခံရတယ်ဆိုတော့မျိုးပေါ့ဗျာအဲ့ဒါကြီးကလည်းသူတို့ထင်မှရှိနေတယ်ဗျာဘာလို့ဆိုတော့ဒီဘက်ကိုလာတဲ့လူကစားတက်ပေးတဲ့ပြရတတ်တယ်လေကိုမှကျန်နေတဲ့လူတွေကစားတက်ပေးတတ်တယ်လားဆိုတော့တနက်ကင်ထားတာတနက်ပဲကင်ထားတာစားတက်ပေးတတ်တယ်တနက်နဲ့ပဲသူ့ဒေသကိုသူအုပ်ချုပ်မယ်ဆိုတဲ့လူမျိုးတွေပုံများတယ်အဲ့တော့ဒီလူတွေကိုသွားရှင်းပြလို့မရဘူးတနက်သမားကသူ့ကိုစားနဲ့ပင်နဲ့ရှင်းပြလို့တချို့ကသိနားဝင်တာမဟုတ်ဘူးပြည်နယ်လူချင်းလွတ်တော်တွေပြောပါလို့ဝါကိုပြောလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ဝါအဲ့ဒါကိုနည်းနည်းစိတ်ကောက်သွားတဲ့ပုံပေါ်ပါတယ်တဲ့ကိုပိုင်မျိုးအဝင်ထိတ်ကလေးစပြီးတော့တောက်လျှောက်ဒီဘက်ဝါဒေသတစ်ခုတစ်လျှောက်လုံးမှာတဲ့အရင်တော့ဆိုရင်မြန်မာနိုင်ငံတော်အလှန်တွေရယ်ဝါအလှန်တွေရယ်ထောင်တယ်တဲ့ဒါပေမဲ့အခုဝါလန်အောင်မြန်မာနိုင်ငံလန်မထောင်တာတဲ့ဟိုပြောရင်တစ်လကျော်လောက်ရှိပြီတဲ့နိုင်ငံတော်လန်ဆိုတော့ကျွန်တော်တို့နိုင်ငံသားအားလုံးစိတ်ဝိညာဉ်ဖြစ်ရမယ်ကျတို့မြန်မာနိုင်ငံမှာကဘေးတိုင်းရင်သားမဆိုဘေးလူမျိုးမဆိုဘေးဘာသာမဆိုကလေးတွေကိုနာမည်ပေးတယ်ဆိုလို့ရှိရင်ကျတို့ဖြစ်ချင်တဲ့နာမည်ကိုပေးကြတယ်ဥပမာရန်တွေကိုချုပ်ငိမ့်ဖို့တော့ဆိုလို့ရှိရင်ရန်နိုင်တို့မျိုးပေါ့နော်ချွေငွေတွေချမ်းသာပြီးမှအောင်မြင်ပါစေဆိုလို့ရှိရင်လည်းအောင်မြင်တယ်ဆိုတဲ့နာမည်လေးတွေကိုထည့်ပြီးမှနာမည်တွေမဲ့ကြတယ်ဒီယာပိဆိုတဲ့ခွေးတောင်စားကိုသူ့အမေကမွေးကြတဲ့တိတယ်ဒီကလေးကအုံနောက်ကြက်မပြည့်တဲ့သူဖြစ်တယ်ဒါပေမဲ့သူတနေ့နဲ့တစ်ချိန်မှာဒီကလေးကကြက်ပြည့်ပါစေဆိုပြီးမှသူ့နာမည်ကိုယာပိလို့မဲလိုက်တယ်သူကယာမပြည့်ဘူးလေနော်ကြက်ပြည့်ဖို့ရာအတွက်တရားကိုပြည့်စေချင်တာဆိုတော့အခုဒီယာပိကနေမှဒီလွန်ခဲ့တဲ့အော်တိုဘာလမှာလုပ်တဲ့ NCA ဆယ်နှစ်ပြည့်အစည်းအဝေးထဲမှာဝါဒီလဲလာတက်ကြတယ်ဝါအထူးဒေတာအနေနဲ့နေကြတယ်ဒါပေမဲ့အခုသူတို့ကပြည်နေတောင်းကြတယ်ပြည်နေလိုချင်တယ်ဆိုလို့ရှိရင်လွတ်တော်ကိုလာလိုက်ပေါ့နော်အုံနောက်တာမပြည့်တာဒါမျိုးတော့လေသားပဲလွတ်တော်ကိုလာဖွင့်တော့ခေါ်တယ်ဆိုလိုချင်တာကတကယ်ဆိုရင်တော့ဒီအထူးဒေတာဆိုလို့ရှိရင်စစ်ခွေးတွေပေးလိုက်လို့ဖြစ်သွားတဲ့နေရာဖြစ်တယ်ဒီဝါနဲ့ကိုကန်တွေကိုပြည်နေပေးချင်တော့မဟုတ်ဘူးစစ်ခွေးတွေကသူတို့နဲ့တရားတွေဖြစ်ချင်တယ်သူတို့နဲ့တရားတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့တော်လာရဲကိုချနိုင်တယ်လို့သူတို့ထင်နေတာဝါဒီကသူတို့ထက်မတာဘဲနဲ့တော့ဘယ်ကနေဝါအထူးဒေတာတင်နေနဲ့တီထောင်ပြီးနေမလဲဒီထဲမှာကြောမျိုးမြင့်ပြောသွားတာကအခု NCA ကိုတက်လာတဲ့သူဒီကတော့စစ်ခွေးတွေရဲ့ Federal Democracy ဘလို့သွားတယ်လဲဆိုတဲ့ဥစ္စာတွေနိုင်ငံရဲ့ဥတီချက်တွေကိုသူတို့ကတော့သဘောပေါက်နားလေသွားပြီဒီသဘောပေါက်နားလေခဲ့တဲ့ဥစ္စာတွေကိုသူတို့ရဲ့နေရာကိုပြန်သွားမှသွားပြောလို့ရှင် NCA ထဲမှာလာမတက်ဘဲနဲ့ကြံနေတဲ့ဝါတွေကပြောတယ်နင်တို့ကဗမာတွေရဲ့ lobby လာလုပ်ပေးတယ်ဆိုပြောဝါတွေကပြောတယ်တဲ့ဘယ်သူကမှဒီစကားကိုပြောမှာမဟုတ်ဘူးနော်ဒီခွေးတွေကလည်းဗမာတွေကိုမမုံအောင်ကိုလုပ်တာဒါကြောင့်မို့ပဲဒီ$21ရေမရောက်ခင်မှာလူဗမာတွေကိုကျမတို့တခြားသောတိုင်းရင်သားတွေမုန်းတယ်ဆိုတာကလေဆန်းကိုမဆန်းတာဘာကြောင့်လဲဆိုတော့အခုဒီခွေးတွေပဲလူမျိုးရေးအနေနဲ့လိုက်ခွဲနေတာမဟုတ်ဘူးအခုဘောမတွေကပါလူမျိုးရေးခွဲလိုက်ဘာသာရေးခွဲလိုက်နီးမျိုးစုံနဲ့ခွဲနေတယ်NCA ကိုတက်တဲ့လူကအုံနောက်ရှိတယ်လို့ပြောတယ်တကယ်လို့ဒါစစ်ခွေးတွေကအုံနောက်ရှိခဲ့တယ်ဆိုလို့ရှိရင်ရှေ့ဝဲကြွမပြောဘူးနော်ဥပမာတစ်ခုလေးပဲပြပေးမယ်အစ်စ်မြင့်နဲ့ပညာရေးချင်းတွေပြည်တယ်ဆိုတဲ့ Standard Army ခွေးတွေနိုင်ငံခြားမှာပညာသွားသင်ခဲ့တဲ့ Standard Army တွေကလေးနှစ်သားတွေအုပ်ချုပ်ထားတဲ့မိုးကုတ်မိုးမိတ်ကိုတရုတ်ဒီကနေမှသဆင့်တောင်းရတယ်တရုတ်ဒီကတော့ပေးလိုက်ပါဆိုပြီးမှပေးခိုင်းလိုက်တယ်ပြီးတော့လေကြောက်တော့
TNLA ရဲ့စစ်အင်ဂျီကိုဝုတ်ပြမသွားရတယ်မရှက်ဘူးလားဟမ်ဒါကြောင့်စကားမပြောခင်မှာငါတို့ကကြက်ပြတဲ့သူလားယာပြအဖွဲလားဆိုတာကိုမြင်မထားပါလို့ပဲပြောချင်တယ်အရင်တော့ကဆိုလို့ရှိရင်ဟိုပန်ကနေမှဝါအလာနဲ့စစ်ခွေးတွေလှုပ်ထားတဲ့အလာတစ်ခုကိုထူထားတယ်ဒါပေမဲ့ဒီ NCA ပြီးမှဒီဝါလူကြီးတွေသူတို့ရဲ့နေရာကိုပြန်သွားပြီးတဲ့တပတ်မှာဆိုလို့ရှိရင်တော့ဒီစစ်ခွေးတွေဆွဲထားတဲ့အလံကိုလုံးဝမသုံးတော့ဘူးဒီနေ့ဒီအချိန်ထိဖြစ်တယ်လို့ပြောတယ်ဒီဆိုလို့ရှိရင်ကြက်မပြီးတဲ့ယာပြတွေဘာပြောနိုင်သေးတယ်လဲနာမေတောင်မှဝါကိုပိုင်အုပ်ချုပ်ရေးနေရဖြစ်တယ်ဝါတွေဟာစာတွေထုတ်ဝေတာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့သူတို့ရဲ့တရုပ်စာနဲ့လုပ်တယ်သူတို့ရဲ့ဥပဒေနဲ့သူတို့နေကြတယ်နင်တို့ဘာလုပ်နိုင်သေးတယ်လဲကိုကန်ဒေတာဝါဒေတာဆိုတာမြန်မာနိုင်ငံဖြစ်တယ်ဒါပေမဲ့နင်တို့ကတရုတ်ဒီရဲ့ဘောစုပ်ဘောငုံလုပ်နေတဲ့အချိန်မှာကြတော့ဒီတရုတ်ဒီနဲ့တက်ဆိုင်တဲ့ဝါဒီကိုကန်တွေကိုတော့နင်တို့ထိလို့မရအောင်မလားဒါပေမဲ့ဒီနေ့မြန်မာနိုင်ငံမှာကျတို့တိုင်းရင်သားစစ်တီကတော့နေရတော့မရဘူးနော်တိုင်းရင်သားတွေရဲ့နေမြေထဲမှာနင်တို့စစ်ခွေးတွေကြိုက်တယ်လို့ချဲလဲတယ်ဘုံတွေလည်းကြိုက်တယ်လို့ကျဲချင်တယ်လို့ကျဲတယ်လက်နဲ့ကြီးတွေနဲ့ပြစ်ချင်တယ်လို့ပြစ်တယ်ပြည်သူလူထုတွေကိုလည်းဖမ်းချင်တဲ့သူတွေကိုဖမ်းတယ်တတ်ချင်တယ်လို့တတ်တယ်ပေါ်တာဆိုလို့ရှိရင်လည်းဆွဲချင်တဲ့သူတွေကိုဆွဲသွားတယ်မသိမ်းနဲ့ကျင့်ချင်တဲ့သူတွေကိုကျင့်သွားတယ်ဒီနေ့နင်တို့အခုဝတွေနဲ့ကိုကန်တွေကိုနင်တို့ဘာပြောနိုင်တယ်လဲဒီနေ့ကျတို့တိုင်းရင်သားတွေကိုကြတော့နီးမျိုးစုံနဲ့နင်တို့တိုက်ခိုက်တယ်တက်လုံးနင်တို့ကခဲကျေတယ်လို့တော့မထင်နဲ့လို့ပဲပြောချင်တယ်နော်ပြီးနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဇင်ဘာလ9ရက်နဲ့ည8နာရီမှာအိမ်တိုင်းမှာ TV မရှိဘူးမီးမရှိဘူးဒါကြောင့်လက်ဖက်ရဆိုင်မှာဘောလုံးပွဲကိုတွားကြည့်တယ်ဒါကိုစစ်ခွေးတွေကတော့လေရင်နဲ့ဘုံနှခါလာကျေးသွားတယ်ဆိုတော့အဲ့လက်ဖက်ရဆိုင်မှာရှိတဲ့ပြည်သူ18ဦးတည်သွားတယ်ပြည်သူ30ထက်မနည်းတန်ရာရရှိသွားတယ်ဒါကိုအခုကျမတို့ဘေးနားမှာမြင်နေတော့ကျော်စိုးကဘာပြောလဲဆိုတော့ NUG နဲ့ PDF ရဲ့စခန်းကိုစစ်ခွေးတွေကနေမှဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဒီအကြမ်းဖက်အယောက်20တေသွားတယ်လို့သူပြောသွားတယ်ဆိုတော့လက်ဖက်ရဆိုင်က NUG နဲ့ PDF ရဲ့စခန်းလားဒါကြောင့်ဒီနေ့ကျမတို့ရဲ့ဒီဒေါ်လာရဲကအစတုန်းကတော့စစ်အာဏာရှင်ပပျောက်ရဲဆိုတဲ့ပုံစံနဲ့ပဲကျမတို့တွားကြတာဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဒီ21မရောက်ခင်တုန်းကစစ်ခွေးတွေကိုနာကျင်တဲ့စိတ်ဓာတ်ဟာ21ဒေါ်လာရဲရောက်လာခဲ့တဲ့အခါမှာလူပမာတိုင်းရင်သားတွေပါကျမတို့ခံစားခဲ့ရတဲ့နာကျင်ခြင်းဝေဒနာနဲ့ထပ်တူထပ်မြတော့တန်ညာတွေကိုခန်းစားနေကြတယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့ဒီဒေါ်လာရေးထဲမှာဒီဇင်ဘာလ3ရက်နေ့တုန်းကပဲခွေးကြပုကနေမှငိမ့်ချရေးခေါ်တယ်ဂျားထဲမှာဒီဇင်ဘာ4ရက်နဲ့3ရက်ပဲခြားတယ်3ရက်နဲ့မှာခွေးကြပုပြောသွားတယ်5ရက်နဲ့မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်ဒီလိုမျိုးကိုကျတို့ကဘယ်လိုနီးနဲ့ဘယ်ငိမ့်ချရေးကိုတွားပြောမလားဒီနေ့ကျမတို့တော်လန်ရေးဒီဘက်ကနေမှဟုတ်တယ်ငို့တို့ကတော့နင့်တို့နဲ့ငိမ့်ချရေးယူမယ်လို့ဘယ်သူကလာပြောမလားဒီနေ့ကျမတို့21ဒေါ်လာရေးထဲမှာစစ်ခွေးမပြောင်းမချင်းချမှာဖြစ်တယ်စစ်ခွေးကိုချေမုန်းတဲ့ခါမှာစစ်ခွေးဒီရဲ့နောက်ပါဖြစ်နေတော့တိုင်းရင်သားပေါင်းစုံလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါသွားမယ်ဆိုတာကိုလုံးဝမမေ့ပါနဲ့ဒီနေ့ကျမတို့ကနေ့ဟာငါဆွေမျိုးပါဆိုတာမရှိဘူးနင်းလိုမျိုးဆွေမျိုးကြောင့်ငါတို့တခြားတော့ဆွေမျိုးတွေထိခိုက်တယ်ဒါကြောင့်မို့နင်းကလည်းစစ်ခွေးဘက်မှာရက်နေတယ်ဆိုလို့ရှိရင်ဆွေမျိုးမျက်နှာထောက်နေဆရာမလို့ဘူးနင်းတောင်မှကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေနစ်နာနေတာကိုတောင်မှဂယုမဆိုင်ဘဲနဲ့စစ်ခွေးတွေကိုအားပေးနေတဲ့အတွက်ကြောင့်ငွေနင်းကိုလည်းငါတို့ကဆွေမျိုးမျက်နှာထောက်ပြီးမှဒီ21ဒေါ်လာရဲထဲမှာကဲတင်မှာလုံးဝမဟုတ်ဘူးဆိုတာကိုမြင်မထားပါလို့ပဲပြောချင်တယ်နော်ပြီးရင်အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အခုဒီ2025 January လကနေမှဒီ November လအထိစစ်သားတွေဘက်ကနေမှအလင်းဝင်လာတဲ့သူကိုတော့ကျမတို့ကစစ်သားလို့တုံးပေးတယ်နော်စစ်သားတွေဘက်ကနေမှအလင်းဝင်လာတာက922ယောက်ရှိတယ်ဒါပေမဲ့ခွေးစိတ်ကျွန်းစိတ်ပေါက်နေတော့စံကုန်မြေလေးကတော့1515ကောင်ကိုကျတို့ဖမ်းရတယ်ဆိုတော့စုစုပေါင်း2439ကတော့ဒီနေ့ကျမတို့ဒေါ်လာရေးထဲမှာရောက်လာခဲ့ပြီဒါတွေကတော့တကယ်ဆိုလို့ရှိရင်အတိအကျတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျမတို့ KIA တွေဆိုလို့ရှိရင်အများဖြင့်စစ်တုံးပန်းတွေကိုလည်းအတိအကျကျမတို့ကထုတ်ပြန်လက်မရှိဘူးအခုဒီနောက်ပိုင်းမှာမှစစ်တုံးပန်းတွေဖမ်းမိပါတယ်ဘယ်တိုက်ပွဲမှာဘလောက်အောင်နိုင်လို့လက်နဲ့ခဲရန်တွေဘလောက်ရပါတယ်ဆိုတဲ့ဥစ္စာတွေနောက်မှဖော်ပြလာတာအရင်တော့ဆိုကျမတို့ကခွေးတွေဘလောက်ဖမ်းမိတယ်ကျမတို့မပြောဘူးလက်နဲ့ခဲရန်တွေဘလောက်သိရတယ်ကျမတို့မပြောလည်းမရှိဘူးထိုနည်းတူပဲအခုဒီစီးရင်ထဲမှာ2439ထဲမှာကျတို့ KIA တွေဖမ်းမိတဲ့ဥစ္စာကျတို့ကချင်ပြည်နယ်မှာအလင်းဝင်လာတဲ့စစ်သားတွေကတော့ပါမှာမဟုတ်ဘူးစီးရင်ကောက်လို့ရတဲ့နေရာထဲကစီးရင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်
နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ခဏတုန်းကအစမှာနော်တချင်းဖွင့်ပြလိုက်တယ်အဲ့ဥစားကတော့အားလုံးသိတဲ့အတိုင်းပဲမိုင်းမိုင်ဆိုင်ကိုအားလုံးသိပါတယ်နော်မိုင်းမိုင်ဆိုင်နဲ့အတူမုံရွာခရိုင်အမတ်9တက်ရင်ကရေးပေါ်တွေဖြစ်တယ်ဆိုတော့အခုကျမတို့မုံရွာခရိုင်အမတ်9တက်ရင်ကလည်းကျတို့ KIA နဲ့အတူတူတိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ထမ်းဆောင်တာတစ်နှစ်ကျော်ရှိသွားပြီကျတို့ကချင်ပြည်နယ်မှာဆိုတော့အခုတို့ဘက်ကနေမှလိုအပ်ချက်တွေရှိလာတယ်ဆိုတော့ဒီဥစ္စာဗီဒီယိုလေးကိုနားထောင်ကြည့်အောင်နော် ဆိုဒီနေ့ကျွန်တော်ရောက်ရှိနေတာက KOKA နဲ့အတူဒေါ်လာရေးမှာပါဝင်ပြီးတော့အားဖြည့်ပေးနေတဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့မုံရွာခရိုင်အမတ်9တက်ရင်နဲ့အတူတိတ်ဆုံနေတာဖြစ်ပါတယ်ကျွန်တော်ရဲဘော်တွေလည်းဒီမှာကျွန်တော်တို့နေမြေမှာရောက်နေတာနစ်ချီပြီးတော့ပြောလို့ရရပါတော့အားလုံးလည်းစိတ်သက်ကြနေမယ်ကျွန်တော်တို့ဆိုရင်လည်းကိုယ်အိမ်ကိုယ်ယာနဲ့ဝေးနေတဲ့အချိန်ဆိုတော့စိတ်သက်ကြတယ်ဆိုတော့ကျွန်တော်တို့ရဲဘော်တွေဆိုပို့ဆိုးတယ်လူမျိုးမတူဘာသာမတူဘာသာစကားမတူဘာမှမတူတဲ့နေရာမှာကျွန်တော်တို့နဲ့အတူတူတော်လန်ရဲဆိုတဲ့စိတ်တစ်ခုတည်းနဲ့လာရောက်ပြီးတော့အတူတူတိုက်ပွဲဝင်နေတာဖြစ်တဲ့အခက်အခဲပေါင်းများစွာရှိမယ်ဆိုတာနားလည်ပါတယ်ဆိုတော့အခက်အခဲတော့တနိုင်ငံလုံးမှာရှေ့ရဲဘော်တွေအားလုံးရှိရပါတော့ဆိုတော့ဒီအခက်အခဲတွေကြားထဲမှာတော်လည်းရကြအခုချက်ချင်းပြီးသွားမှာမဟုတ်သေးဘူးเนาะအဲ့တော့အခုကဘယ်လိုခံယူချက်နဲ့နေလဲရှေ့ဆက်ပြီးတော့ဘယ်လိုခံယူချက်နဲ့တွားအောင်မလဲဆိုတာကျွန်တော်ရဲ့ရဲဘော် brother ရဲ့ခံယူချက်ကိုပြောပြရတဲ့ရဲဘော်တွေအားပေးပေးပါအောင်လို့ပြောပြချင်တယ် လက်ရှိကျွန်တော်တို့ဒီမှာကြောက်တာဆိုရင်တစ်နှစ်နဲ့8လပေါ့နော်အဲ့လောက်ချိန်လေးမှာရဲဘော်တွေအကုန်လုံးလည်းခက်ခဲပေါင်းစုံကြော်ပြတ်ပြီးမှရာရာကိုစီးခံပြီးတော့ပြီးတဲ့တာဝန်ကိုကြည့်ကောင်းထမ်းဆောင်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပဲဆက်ပြီးလုံးလုံးနေကြတာပေါ့နော်နောက်ထပ်ဒီတစ်နှစ်နဲ့8လဆိုတဲ့ချိန်တိုင်းတာတွေမှာတော့အကုန်လုံးကဒီကသူတို့သားချင်းကိုရဲရွာဒေတာကိုလွှမ်းကြတဲ့လူတွေကြောင့်အကုန်လုံးကြီးပါပေါ့နော်ဒါကတော့လွှမ်းကြတာပဲဒါပေမဲ့ကျွန်တော်တို့လိုပဲဒီ KIA ရဲ့စီးရီးမှန်ချက်နဲ့ဒီတာဝန်ထမ်းဆောင်နေတဲ့ချိန်မှာပြည့်တဲ့တာဝန်ကိုကြီးကောင်းထမ်းဆောင်မယ်ဆိုတဲ့စိတ်နဲ့ပဲဒီခံပြီးတော့ဆက်ပြီးတစ်ခုဖြစ်တယ်တော့ပြီးတော့ဒီကနေပြန်ရောက်လို့အောက်ပိုင်းမှာပြန်တာဝန်ထမ်းဆောင်တဲ့ချိန်မှာဆိုရင်လည်းတော်လိုင်းပြီးရဲ့ချိန်အားလုံးရောက်ချင်းဒီတိုင်းကနေမှတက်တက်ကြောကြောနဲ့ပေါ့တော်လိုင်းပြီးဒီပါဝင်ကြဖို့လဲရေဘော်တွေကုန်လို့လဲတိုက်တွန်းတယ်တို့ကိုယ်တိုင်လဲတော်လိုင်းပြီးဒီဆက်လက်တိုက်ပွဲဝင်မယ်လို့အမခံပါတယ်ပေါ့နော် သူများတင်ပါတယ်ဒီလိုခံယူချက်တွေကြားလို့လဲအားလဲရှိရပါတယ်ပေါ့နော်ကျွန်တော် KOKA တာဝန်ရှိတဲ့လူတွေကနေလဲကျွန်တော်အများကြီးကြားသိရပါတယ်ကျွန်တော်တို့ဒီဗမာမျိုးတွေပြီးရင်ဒီအညာကတွေဒီရဲဘော်တွေအားလုံးကအမိန့်နာခံမှုအားကောင်းတယ်ပြီးရင်ယူကျိုးတာပေါ့နော်သူကrespect ရှိတယ်ဆိုတဲ့အားတွေကိုကျွန်တော်ပြန်ကြားရတော့တကယ်ဝမ်းသာတယ်ကျွန်တော်စစ်ရေးဆိုတာကကျွန်တော်ကြောင်းနဲ့မတူဘူးပေါ့လေနော်ဒီလူမျိုးတစ်မျိုးရဲ့ဂျားကမတူညီမှုပေါင်းစုံဂျားမှာကျွန်တော်အတယောက်နဲ့တယောက်က respect ထားနိုင်မှာပဲဒီစစ်ရေးနဲ့ဆိုင်တာလဲဒီအမိန့်နာခံမှုကိုအားကောင်းမှာပဲကျွန်တော်တို့ဘာပဲပြောကြားလာရတဲ့သတင်းတွေထဲမှာလဲကျွန်တော်ရဲဘော်တွေအားလုံးကဒီ KOKA ရဲ့ဥဆောင်လမ်းပြမှုအောက်မှာစီလုံးလုံးနဲ့ရှိနေပေးတယ်အစီလုံးနဲ့ရှိနေပေးတော့လဲကျွန်တော်ကချင်တိုင်းရင်သူတယောက်အနေနဲ့ကျွန်တော်ရဲဘော်အားလုံးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ပြောချင်ပါတယ်ဆက်လက်ပြီးတော့လဲတော်လိုင်းပြီးတဲ့အထိလည်းအတူရှိနေပြပါအောင်လို့ပြောချင်ပါတယ်ဆိုတော့အားလုံးကိုလည်းကျွန်တော်တောင်းဆိုချင်တာကကြတော့ဒီအညာကတို့ဒီကရဲဘော်တွေကိုကူညီကြရှိကူညီရအောင်လက်မနေရအောင်အခက်ခဲတော့အများကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာအသက်ထက်ပိုပြီးတော့ခက်ခဲတော့ဘာမှမရှိဘူးနော်တော့ဒီအသက်ကိုကျွန်တော်စစ်တိုက်တဲ့အခါမှာလုံလုံခြုံခြုံနဲ့အကာအကွယ်ဖြစ်ပြီးတော့စစ်တိုက်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီကြီးကာဇုံပေါ့နော်ဒီတစ်ဆက်ကျွန်တော်အစုံ80အနည်းဆုံး90ရရင်တော့မှအဆင်ပြေပေါ့နော်ဆိုတော့ဒီကြီးကာနဲ့ပတ်သက်ပြီးတော့လည်းရှင်းပြပေးပါအောင် ဘလို့ဒီကတက်ဆက်ရှင်မှလည်းတော်လိုင်းပြီးတဲ့ဒီကပါဝင်လို့ရပါလိမ့်နော်အဲကြရဲဘော်တိုင်းမှာတက်စင်ပြီးနိုင်ဖို့ဆိုတာကြလူရှင်ကောင်းကောင်းရှိမှပဲအဆင်ပြေပါလိမ့်ဒီလိုကျွန်တော်တို့ကဒီမှာတာဝန်ထမ်းဆောင်နေတဲ့အတွက်ကဖမ်းရှာတဲ့ဘက်ကိုတိတ်အားမဆိုင်နိုင်ဘူး။အဲ့အတွက်ကြောင့်ခုလိုမျိုးအမားတို့ကြီးရင်ပေးတဲ့သူရှိမှကျွန်တော်တို့ကအဆင်ပြေနေမှာပေါ့နော်။ဒီကအုပ်ထုပ်ကြီးကားပြရဲ့ဒီကူးမှန်ရဲ့အကုန်လုံးပေါင်း15သိန်းဝန်းကျင်တော့ကြာမယ်ဗျ။အဲ့တော့ကျွန်တော်အနေနဲ့အစုံအများကြီးသာဆိုရင်သိန်းဒါကနန်းထိသုံးရမယ့်နေသားမှာတရင်ရနေမှာအဆက်နိုင်တဲ့အတွက်ဒီလိုမျိုးအမားတို့ကြီးရင်ခိုင်းပြီးတော့လူရှင်နဲ့ချိတ်ဆက်ဖို့ပေါ့နော်။အဲ့ဒါလေးကိုလည်းပြည်သူတွေအနေနဲ့ပါဝင်ပေးကြဖို့ိတာရခံပါလေဗျာ တော်လိုင်းရေးဆိုတာကအားလုံးကောင်းစားဖို့အားလုံးလွတ်မြောက်ဖို့အတွက်လုပ်နေတာပေါ့နော်ပြောမယ်ဆိုရင်ဒီလိုတောင်မှပြောစရာမလိုအောင်ပြည်သူတွေကအလိုက်တီးရမှာပေါ့နော်တချို့ပြည်သူတွေကအလိုက်တီးပါတယ်ပြောစရာတော့မလိုအောင်ကိုယ့်ရဲ့
ချွေးလဲစာတစ်ချက်ရှင်းတစ်ချက်လုံးလုံးတော့ပါဝင်တဲ့ပြည်သူတွေရှိတယ်တရားရှိရဲသူတို့သုံးပုံနှစ်ပုံအဲ့လိုမျိုးပါဝင်တဲ့လူတွေရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုအခြေအနေကအာနာရှင်ဆိုတာကျွန်တော်တို့ကအများကြီးအင်အားကြီးမြစ်ပေါင်းများဆိုင်အင်အားကြီးအခြေခိုင်နေတဲ့သူကိုကျွန်တော်တို့ကတိုက်ခိုက်နေတာတွန်းလှန်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ရောကိုယ်ပါအကုန်လုံးထည့်ဝင်ပြီးတော့ပါဝင်နိုင်မှပဲပါဝင်တာတော့မှကျွန်တော်တို့မလုံလောက်နိုင်သေးဘူးပေါ့နော်ကျွန်တော်တချို့ရဲဘော်တွေတောင်မှအသက်ပေးနေကြပြီခန္ဓာကိုယ်ခြေလက်အင်္ဂါအကုန်လုံးတော့မိမိသွေးချွေးခန္ဓာအကုန်ပေးဆက်နေပြီကျွန်တော်တို့ဒီဟာလောက်ကိုဘာလို့မလုပ်ပေးနိုင်ရမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲဘော်တွေကိုဒီဂျီကာကမ်ပိန်းမှာလဲကျွန်တော်တို့ဒီပါပြည်သူတွေအားလုံးပါဝင်ပေးကြဖို့အတွက်မေတ္တာရက်ခံချင်ပါတယ် ပြောသွားတာတော့ရှေးဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုအရန်ရှေးသွားမှစိုးရိမ်တဲ့အတွက်ကြောင့်လိုအပ်တဲ့အပိုင်းကိုပဲကျွန်မထည့်ထားတာဖြစ်တယ်ဆိုတော့အခုမုံရွာခရိုင်အမတ်ခုနှစ်တပ်ရင်းကတော်လိုင်းရဲဘော်ဒီလဲသူတို့ရဲ့ equipment ဒီလိုအပ်နေတယ်အသက်ထက်မွန်မြတ်တာဘာမှမရှိသလိုအသက်ရှိမှပဲတိုင်းပြည်ကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်တယ်အသက်ရှိမှပဲစစ်ခွေးတွေကိုလည်းမောင်းထုတ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ရအတွက်လိုအပ်တဲ့အရာတွေကို campaign လုပ်သွားတာဖြစ်တယ်အရင်တော့လည်းကျွန်မပြောခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့တော်လိုင်းရဲထဲမှာပါဝင်တဲ့3မျိုး3စားရှိတယ်တချို့ကတော့ငါကတော့လက်နက်ကင်ပြီးတိုက်ပွဲဝင်ချင်တယ်ဆိုတော့တော်လိုင်းရဲဘော်တွေရှိတယ်ဒါတစ်ဖွဲ့နောက်တစ်ဖွဲ့ကတော့ငါကတော့ရှေ့တန်းလည်းမရောက်နိုင်ဘူးပြီးတော့လည်းပဲအများကြီးလည်းငါငွေကြေးရမတတ်နိုင်ဘူးဒီတော်လိုင်းရဲထဲမှာထောက်ဖို့အနေနဲ့ပါဝင်မယ်ဆိုပြီးမှတချို့ကထောက်ဖို့အနေနဲ့ပါဝင်ကြတာတစ်မျိုးနောက်တစ်မျိုးကတော့ငါကရှေ့တန်းလည်းမထွက်နိုင်ဘူးနော်ထောက်ဖို့လည်းမလုပ်နိုင်ဘူးငါမိသားစုကိုလည်းငါထောက်ပံ့ရတာဖြစ်တဲ့အတွက်ကြောင့်ငါပတ်စံရှာရတယ်ဆိုတော့ငါပတ်စံနဲ့ကူညီမယ်ဆိုပြီးမှဒီနေ့ကျွန်တော်တို့21ဒေါ်လာရဲထဲမှာ3မျိုး3စားတော့ဒေါ်လာရဲတပ်ဖွဲ့တွေရှိကြတယ်ဆိုတော့ရှေ့တန်းမှာလက်နက်ကင်တဲ့သူတွေအရေးကြီးတယ်လို့ထောက်ဖို့တွေလည်းအရေးကြီးတယ်ထောက်ဖို့တွေအရေးကြီးတယ်လို့နောက်ကပတ်စံပန့်ပိုးတဲ့သူလည်းအရေးကြီးတယ်ဒါပေမဲ့ရှေ့တန်းမှာထွက်တဲ့သူတွေကတော့အများဖြင့်ယာတီဥဒုသားတွေကိုအများကြီးခံစားပြီးတော့တိုက်နေရတာဖြစ်တဲ့အတွက်ကြောင့်နောက်မှာရှိနေတော့ငွေကြေးရေးထောက်ပံ့ချင်တာဖြင့်ပါဝင်ရအောင်ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီတော်လိုင်းရဲဟာစစ်ခွေးတွေကြောက်ကဘာမှာပဲရောက်နေပြီအခုဒီဆွီဒင်ရဲ့ဖင်လန်ရဲ့ကျတော့မြန်မာနိုင်ငံကအတန်ယုံဖြတ်သိမ်းလိုက်တော့မယ်စစ်ခွေးတွေဘက်ကနေမှနိုင်ငံရေးတိုးတက်လာတယ်လို့ပြောပေမဲ့ဘာမှမမြင်ရတဲ့အတွက်ကြောင့်နော်မြန်မာနိုင်ငံမှာနေဖို့မသင့်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်သူတို့ကတန်ယုံတွေကိုဖြတ်သိမ်းမယ်ဆိုပြီးမှအတိအလင်းကြော်ညာထားပြီးထိုနည်းတူပဲအခုကုလမှာလဲကျမတို့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဦးကျော်မိုးထွန်းကနေမှဆက်လက်ပြီးတော့တော်လန်ရဲတွေရဲ့ကိုစားကုလမှာထိုင်ခွင့်ရတာဒါဟာဒီနေ့ကျမတို့တော်လန်ရဲတွေရဲ့အောင်မြင်ခြင်းပဲနော်စစ်ခွေးတွေကဘလောက်ပဲဟောင်းနေဒီနေ့ကျမတို့တော်လာရဲတွေနေရတကာမှာမျက်နှာရနေတယ်စစ်ခွေးတွေလည်းအခုကကဘာနားမှာရောက်နေပြီခဏတော့ကျမတို့ကြားရတဲ့အတိုင်းပဲရွေးကောက်ပွဲလဲရက်ကွက်နဲ့ကျေးရွာ3000ဗတ်ထမအတုတ်ထဲမှာမလုံနိုင်ဘူးဆိုပြီးမှ UEC ကနေမှကြေညာလိုက်ပြီဒါတွေဟာဒီနေ့ကျမတို့လုတ်တဲ့နေရာထဲမှာကွက်ကွင်းနဲ့ကိုမြင်ရတဲ့အကောင်အထည်တွေဖြစ်တယ်ဒါကြောင့်ဆက်လက်ပြီးတော့ကျတို့တော်လာရဲတွေကိုတတ်နိုင်တဲ့လောက်ကူညီရအောင်အညာမှာရှိနေတော့ PDF တွေကိုတော့ပြောတော့မပြောချင်ဘူးနော်အမတ်လောင်းတွေကိုချလိုက်စစ်ခွေးတွေကိုချလိုက်စခန်းတွေကိုမြင်းရှိုးလိုက်နဲ့အညာ PDF တွေရဲ့တော်ချက်တွေနော်ဆိုတော့ဆက်လက်ပြီးတော့ကျတို့တော်လာရဲတွေနောက်မှာရှိနေတော့ငွေကြေးရဲ့အဖြစ်ပန့်ပိုးနေတော့တော်လာရဲတွေဆက်လက်ပြီးတော့ကျတို့ပန့်ပိုးကူညီရအောင်ပြောစရာတော့မလိုတဲ့အရာဖြစ်တယ်တချို့ဆိုလို့ရှိရင်တော့လုံးဝမကူညီသေးတဲ့သူတွေလည်းရှိလိမ့်မယ်ကျတို့ဆက်လက်ပြီးတော့မျက်စိဖွင့်ရအောင်နားဖွင့်ရအောင်နှလုံးသားတကားဖွင့်ပြီးတော့ဒီတော်လာရဲထဲမှာပါဝင်ရအောင်လို့အားလုံးကိုဖိတ်ခေါ်ချင်တယ် ထိုင်းနိုင်ငံဘက်ကိုမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးနဲ့ကြီးစံတွေထပ်မံကျရောက်လာရင်ထိုင်းနိုင်ငံအနေနဲ့မြန်မာဘက်ကိုအင်အားသုံးမှုစီးမြင့်တွေအတိုင်းလှုပ်ဆောင်မယ်လို့ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတတိပေးလိုက်ပါတယ်။ဒါကတော့လက်ရှိကရင်ပြည်နယ်မြောက်ရီမြို့နယ်ကမင်းလက်ပံကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့ KNU တပ်တွေအကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေတဲကနေမြန်မာဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေနဲ့ကြီးစံတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုကြာရောက်မှုတွေထက်ခါပြစ်လာတယ်ဆိုပါတယ်။အဲ့ဒီအတွက်ထိုင်းနိုင်ငံဘက်ကနေမြန်မာဘက်ကိုတရားဝင်ကန့်ကွက်စာတွေပေးပို့ထားပြီးဖြစ်သလိုသတိပေးတဲ့အနေနဲ့လည်းထိုင်းမြန်မာနယ်စပ်ကနေမြန်မာဘက်အချမ်းကိုမိကြီးတွေအကြိမ်ကြိမ်ပစ်လွတ်ခဲ့ပြီးဖြစ်တာကြောင့်မြန်မာဘက်ကတိုက်ပွဲတွေအတွင်းကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေနဲ့ကြီးစံတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုထပ်ပြီးကြာရောက်လာရင်တော့ထိုင်းနိုင်ငံအနေနဲ့မြန်မာဘက်ကိုအင်အားသုံးမှုစီးမြင့်တွေအတိုင်းလှုပ်ဆောင်မယ်လို့ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကတတိပေးလိုက်တာဖြစ်ပါတယ်။လက်ရှိမှာလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာဘက်ကိုကြိုတင်သတိပေးထားဖို့အတွက်ကိုလည်းသူ့အနေနဲ့ထိုင်းစစ်တပ်ကိုညွှန်ကြားထားပြီးဖြစ်တဲ့အကြောင်းလက်ရှိအချိန်အထိတော့
မြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်မှုကြောင့်ထိုင်းနိုင်ငံသားတွေတေဆုံးမှုမရှိသေးပေမဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိလာနေပြီဖြစ်တဲ့အကြောင်းအဲ့ဒီအတွက်မြန်မာဘက်ကလက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံဘက်ကိုထပ်ပြီးကြောက်ရောက်လာရင်တော့ထိုင်းစစ်တပ်အနေနဲ့မြန်မာဘက်ကိုအင်အားသုံးစီးမြင့်အတိုင်းအကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့ထိုင်းတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကတတိပေးလိုက်တာဖြစ်ပါတယ်လက်ရှိမှာတော့မြောက်ရီမြို့နယ်မင်းလပန်ကျေးရွာအနီးကစစ်တပ်လက်အောက်ခံ DKBA တပ်တွေထိန်းချုပ်ထားရာကြားဖြန့်ရုံတွေကို KNU ကနိုဝင်ဘာလ21ရက်နေ့ကပဲဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်အဲ့ဒီနေရာတွေကကြားဖြန့်အလုပ်ရုံတွေကိုစုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အချိန်ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်ထားတဲ့မြန်မာစစ်တပ်နဲ့စစ်တပ်လက်အောက်ခံ DKBA တပ်တွေကအဲ့ဒီနေရာတွေကိုပြန်ပြီးထိုးစစ်ဆင်တာတွေလုပ်နေတဲ့အတွက် KNU တပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရမှာစစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုပါကြာရောက်မှုတွေဖြစ်ပွားနေတာလို့နေဆက်စစ်ရေးသတင်းရင်းမြစ်တွေကပြောထားပါသေးတယ်ခင်ဗျထိုင်းနိုင်ငံနဲ့တောင်ကိုရီးယားကမြန်မာတန်ယုံတွေမှာအကြမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြိုတင်မဲ့ထက်မဲ့သူမရှိသလောက်နေပါနေတယ်လို့ထိုင်းနဲ့တောင်ကိုရီးယားရောက်မြန်မာအရေးလှုပ်ရှားသူတွေကပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကမြန်မာတန်ယုံကနေသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ထိုင်းရောက်မြန်မာတွေအနေနဲ့ကြိုတင်မဲ့လာရောက်ထဲလို့ရပြီးဖြစ်တဲ့အကြောင်းမဲယုံနဲ့ဖွင့်ထားတဲ့အကြောင်းဖိတ်ခေါ်ခဲ့ပြီးတော့ထိုင်းမီဒီယာတချို့ကပါခေါ်ထားပေမဲ့အဲ့ဒီမြန်မာတန်ယုံမှာစစ်တပ်နဲ့ပတ်သက်တဲ့သူကလွဲပြီးထိုင်းရောက်မြန်မာတွေဟာဘယ်သူမှကြိုတင်မဲ့လာပေးတာမျိုးမရှိဘူးလို့ဘန်ကောက်မြန်မာတန်ယုံကိုတွားရောက်ကြည့်ရှုခဲ့သူတို့ကပြောပြထားပါတယ်လက်ရှိထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားအင်အားကရောက်9 သန်းဝန်းကျင်မှာရှိပြီးတကယ်သာ NLD ရတအစိုးရလက်ထက်ကလို့မဲပေးမယ်ဆိုရင်တော့ဘန်ကောက်တန်ယုံရှေ့မှာလူတွေတန်းစီနေရမယ်အခြေအနေမျိုးထိရှိနေရမှာဖြစ်ပေမဲ့အခုတော့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဖြစ်နေတဲ့အတွက်ဘန်ကောက်ကမြန်မာတန်ယုံမှာသူတို့စစ်တပ်နဲ့ပတ်သက်တဲ့သူတွေကလွဲပြီးဘယ်သူမှကြိုတင်မဲ့လာမပေးကြပဲ6 ကက်နဲ့လူကိုမရှိတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်လို့ဘန်ကောက်မြန်မာတန်ယုံကိုတွားရောက်ကြည့်ရှုခဲ့သူတို့ကရှင်းပြထားပါတယ်အလားတူတောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့မြန်မာစစ်တပ်တန်ယုံမှာလည်းအဲဒီလိုပဲကိုရီးယားရောက်မြန်မာတွေဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြိုတင်မဲ့ပေးမဲ့သူမရှိတဲ့အပြင်ကိုရီးယားရောက်မြန်မာတွေကစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အကြောင်းကိုပါအဲ့ဒီတောင်ကိုရီးယားမြန်မာတန်ယုံရှိမှာဆန္ဒပြနေကြတဲ့အတွက်မဲထဲမဲ့သူမရှိတဲ့အပြင်တပိတ်မှောက်တာပါခံနေရတဲ့အခြေအနေဖြစ်တယ်လို့တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားတအုပ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ဒင်းတိုင်းတိုင်းပလောမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်လှုပ်ရှားနေတဲ့တဆညပါတီဥက္ကဋ္ဌကြည်တန်းဆိုသူကိုဒေါ်လာရဲဘော်တွေကတွားရောက်ဖမ်းဆီးတဲ့အချိန်ပြန်လဲခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးလိုက်ရမှာပွဲချင်းပြီးကိုတိတ်သွားပြီးစစ်တပ်လောက်ကန်ကြေးရွာအုပ်ချုပ်ရေးမှုရဲ့လက်ထောက်မတ်ချိုဆိုသူကိုပါတခါတည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ဗိတ်ခိုင်အမှတ်1 PDF တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓာတ်ပုံထဲမှာလေပြစ်ခတ်ဖမ်းဆီးခံရတဲ့တဆညပါတီဥက္ကဋ္ဌကြည်တန်းဆိုတဲ့သူဟာနေအိမ်အောက်မှာပဲဝါယာမှောက်ကြီးကိုတိတ်နေတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဒီဇင်ဘာလ9ရက်နေ့ကပဲပလောမျိုးနဲ့ကြောက်ကကြေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်လှုပ်ရှားနေတဲ့တဆညပါတီဥက္ကဋ္ဌကြည်တန်းဆိုတဲ့သူကိုတော်လိုင်းရဲဘော်တွေကတွားရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်ဒါပေမဲ့အဲ့ဒီအကြမ်းဖက်စစ်တပ်လောက်ကန်တဆညပါတီဥက္ကဋ္ဌကြည်တန်းဆိုတဲ့သူဟာကောင်းကောင်းမွန်မွန်အဖမ်းမခံပဲတော်လိုင်းရဲဘော်တွေကိုလက်နက်လုပြီးပြန်လဲခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးလိုက်ရမှာတော့နေရာမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါတယ်ဒါအပြင်အဲ့ဒီကြောက်ကကြေးရွာကအကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုရဲ့လက်ထောက်မတ်ချိုဆိုတဲ့သူကိုပါစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာပူးပေါင်းပါဝင်ထောက်ပံ့ကူညီဓာတ်တွေလုပ်နေတဲ့အတွက်ဒေါ်လာရေးရဲဘော်တွေကသူ့ကိုပါတခါတည်းအရှင်ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းဗိတ်ခိုင်အမှတ်1 PDF တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိပလောမျိုးနယ်မှာရှိတဲ့စစ်တပ်တောက်တိုင်းအုပ်ချုပ်ရေးမှုတွေပြူစောတိတွေနဲ့အပေါင်းပါလက်ပါစီတွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာပူးပေါင်းပါဝင်ဆောင်ရွက်ဓာတ်တွေလုပ်ရင်တော့မည်သူမဆိုအခုလိုပဲရေးယူခံရမှာဖြစ်တယ်လို့တော်လိုင်းတပ်တွေကတတိပေးထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကတပင်းမြို့နယ်မှာမြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီဂိမ်းရှင်ပြိုင်ပွဲပြန်လည်ပြသမှုကိုကြည့်ရှုအားပေးနေတဲ့ပြည်သူတွေရှိရာလက်ဖက်ရည်ဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလေးနဲ့ဘုံကျဲချမှုအတွင်းတေဆုံးသူပြည်သူအရေးအတွက်ဟာအယောက်20ဝန်းကျင်အထိတိုးလာတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီဇင်ဘာလ9ရက်နေ့ည8နာရီဝန်းကျင်လောက်မှာပဲတပင်းမြို့နယ် American ဂျေးရွာလက်ဖက်ရည်ဆိုင်မှာမြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ရဲ့စီဂိမ်းရှင်ပြိုင်ပွဲပြန်လည်ပြသနေတာကိုပြည်သူတွေကလာရောက်ကြည့်ရှုဝိုင်းဝန်းအားပေးနေတဲ့အချိန်အကြမ်းဖက်စစ်တပ်က
အဲ့ဒီလက်ဖက်ရည်ဆိုင်ကိုပါလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ကနဦးမှာလည်းပြည်သူ18ဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူအယောက်30ထက်မနည်းကဒဏ်ရာတွေရခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဒဏ်ရာရထားတဲ့ပြည်သူတွေထဲမှာနောက်ထပ်သေဆုံးမှုတွေလည်းထပ်ပြီးတိုးလာတဲ့အတွက်အခုဆိုရင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူပြည်သူရေတွက်ဟာအယောက်20ဝန်းကျင်အထိရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်ကနဦးသေဆုံးသွားတဲ့ပြည်သူတွေထဲမှာလည်းအသက်9နှစ်အောက်ကလေးငယ်2ဦးပါပါဝင်တယ်လို့သိရပြီးလက်ရှိဒဏ်ရာရထားတဲ့ပြည်သူအယောက်30ကျော်ထဲမှာလည်းအသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပါနေသေးတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိအကြမ်းဖက်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေဒိုးလို့မရတဲ့နေရာတွေဆိုတိုက်ပွဲဖြစ်ပွားမှုမရှိလဲရတပြည်သူတွေနေထိုင်ရာနေရာတွေကိုဒမင်းကဥတီပြီးအခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုကြောင့်ရတပြည်သူသေဆုံးမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါလိမ့်ခင်ဗျာကျွန်တော်ရဲ့ North Tiger Channel ကိုမြင့်တဲ့သဘောကြားတယ်ဆိုရင်လည်း like and subscribe ကိုလည်းပြီးခဲ့ကြပါ